ကိုရီးယားနို့ဖြစ်တဲ့ရန်ကြီးမိသားဒီတစ်ခေါက် blog လေးကတော့ရန်နို့ကျောင်းက Professor ဆရာရဲ့ဇညွန်းဖတ်ပြိုင်ပွဲကိုတွားပြီးတော့အားပေးခဲ့တဲ့အမှတ်တရလေးပဲဖြစ်ပါတယ်အခုကတော့ဆိုဝန်ကနေပြီးတော့ဆိုးကိုတွားနေရပဲဖြစ်ပါတယ်ဆိုးဂျုံနို့ကိုဒဲဟဲရိုကိုတွားရတာပေါ့နော်ဒဲဟဲရိုကိုရောက်ပါပြီဒီနေရာလေးကကြတော့ကိုရီးယားမှာဒီပြဆက်ကြည့်နေတဲ့သူတွေအလားများတဲ့တီဗီတာလေးတွေလည်းအများကြီးစုထားတယ်ခါရှာစထရီလို့နာမည်ကြီးတဲ့နေရာလေးဖြစ်ပါတယ်ဆရာရဲ့ပွဲရကြတော့ဒီအခုမြင်နေရတဲ့အဆောက်အဦရဲ့အထဲမှာရှိပါတယ်ဒီအဆောက်အဦကကြတော့ဒီလိုမျိုးဆောက်လက်စဒီဇိုင်းအတိုင်းပဲတမင်ထားတဲ့ style နဲ့နာမည်ကြီးပါတယ်တီဗီတာရဲ့အရှိမတော့ဒီပွဲရဲ့ပြိုင်ပွဲဝင် artist တွေနဲ့သူတို့ရဲ့အဝတ်လေးကိုမိတ်ဆက်ပေးထားပါတယ်ဒါကတော့အင်တာရှိမှာ Mirror Safi ဘာညာတစ်ဖြတ်ပေါ့ညနေ3နာရီမှာတော့ဆရာရဲ့ဇာတ်လမ်းလေးကိုစပြီးဖတ်တယ်ပေါ့နော်ဒါကဇညွန်းဖတ်ပွဲဆိုတဲ့အတိုင်းပဲအတာတွေကသူတို့ရဲ့ role အလိုက်ကိုဇညွန်းဖတ်ကြတာပေါ့နော်ပြီးသွားတော့မှဒီထဲကနေမှ3ပုတ်ကိုရွေးပြီးတော့ပြဆက်အနေနဲ့ပြန်ပြီးပွဲထွက်မယ်လို့လည်းသိရပါတယ်ဇညွန်းဖတ်တာပြီးသွားတော့မှဒီ interview section ကို record ယူလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီ dramaturg advisor လို့ပုံစံမျိုးပေါ့နော်သူရဲ့ပြင် writer director 3ယောက်ကဒီဇာတ်လမ်းအကြောင်းကိုအမေးဖြေလေးနဲ့ပြောကြတယ်ဒီဇညွန်းတွေကမှ3ပုတ်ကိုရွေးပြီးတော့မှဒီပြဆက်အနေနဲ့ပြန်ပြီးတော့ပွဲထွက်မယ်လို့လည်းသိရတယ်ဆရာရဲ့ဇာတ်လမ်းကကြတော့ဒီကိုရီးယားကိုကျောင်းလာတက်တဲ့မြန်မာကျောင်းသားရဲ့ကိုရီးယားကျောင်းသားရဲ့ team project တစ်ခုကိုတူတူစလုပ်ရတာအနေမှာအခြေခံနေပေါ့နော်မတူညီရဲ့အခြေအနေတွေနဲ့အတီးတီးအားနည်းချက်တွေရှိကြတယ်ဒီကျောင်းသားနှစ်ယောက်ကခေတ်အခြေအနေကြားထဲမှာဘယ်လိုမျိုးမြေစာပင်ဖြစ်ရလဲဆိုတာကိုဖူဒီချင်းပိုက်ဖင်တာဆိုတဲ့ခေါင်းစဉ်လေးနဲ့ရေးဖွဲ့ထားတာပါရန်တို့ကကျောင်းတော်ကဆရာအတန်းမှာမြန်မာကျောင်းသားတွေလည်းဖြစ်တဲ့ခါကျတော့ဒီဇညွန်စရေးရဲ့အချိန်မှာလည်း character inspiration လည်းယူတယ်ပြီးတော့ဒီလိုမျိုးပွဲလေးဖြစ်လာတဲ့ခါမှာလည်းဖိတ်ခေါ်ပေးရပေါ့နော်မြန်မာကျောင်းသားတွေရဲ့ဒီပြောပြခြင်းတဲ့စကားတွေချပြခြင်းတဲ့အနေအထားတွေကိုရန်တို့ကိုစားဆရာကချပြထားတဲ့ဇာတ်လမ်းလေးတစ်ခုလိုလည်းမြင်ပါတယ်ပွဲပြီးတော့အမှတ်တရဓာတ်ပုံလေးရရင်ဆရာအောင်နှုတ်ဆက်ရင်းနဲ့ပြန်လာခဲ့ကြပါတယ်ဒါတော့အိမ်ပြန်လမ်းမှာဒီဒဲဟဲရိုကအဆောက်အဦတွေကိုပတ်ပြီးရိုက်ထားတာပေါ့နော်ဒဲဟဲရိုကကြတော့ဒီကိုရီးယားရဲ့တရုတ်ဆောင်တွေကသူတို့ရဲ့ဒီအနုပညာ career ဆက်စချင်းမှာစပြီးတော့ဒီနေရာမှာ debut လုပ်ရဖို့အတွက်ကိုအရန်ကိုစူးစမ်းရတဲ့နေရာတစ်ခုအနေနဲ့နာမည်ကြီးရလို့လည်းဆရာသိရပါတယ်ရုပ်ရှင်ကြည့်ဖို့အတွက်စီနီမာတွေကိုသွားကြသလိုပြဆက်ကြည့်ဖို့အတွက်လည်းဒီဒဲဟဲရိုကိုလာကြပါတယ်တဲ့ကဲဒီနေ့တနေ့တာကတော့ရန်တို့ရှိတဲ့အလုပ်တွေကိုအကုန်ဖြတ်ပြီးတော့ဆရာရဲ့ဒီဇညွန်းဖတ်ပွဲကိုအတွေ့အကြုံယူခဲ့ကြပါတယ်ကိုရီးယားမှာကျောင်းလာတက်ကြတဲ့နိုင်ငံခြားသားကျောင်းသားတွေတွေကမှဒီမြန်မာကျောင်းသားတွေကဆိုရင်အခြားသူတွေနဲ့မတူတဲ့စိတ်ဖိစီးမှုအကျက်အတဲတွေကိုခံစားကြရပါတယ်ဒီအခြေအနေလေးတွေကို stage ပေါ်မှာချပြနိုင်မှုအတွက်လည်းဆရာဇညွန်းလေးအရွေးခံရဖို့မျှော်လင့်နေပါတယ်ဒါဆိုနောက် blog ဒီမှာပြန်တွေ့ပါမယ်ရှင်တတာ